အားလုံးပဲမင်္ဂလာပါဒီနေ့ပြောမယ့်ဟာလေးကကျွန်တော်တို့ဒီ Q10 တမင်ဖြူလူနာတွေနဲ့လည်းသက်ဆိုင်တယ်လို့တာမန်လူတွေနဲ့အကုန်လုံးပေါ့နော်ဒီတမင်ဖြူမရှိတဲ့လူနာတွေအတွက်လည်းအရေးကြီးတဲ့အရာပါဆိုတော့ကျွန်တော်တို့ဒီ Q10 တမင်ဖြူကအားလုံးသိတဲ့အတိုင်းပဲသူကဒီ genetic နော်မျိုးရိုးဗီဇနဲ့တော့တစ်ခုကတော့ environment ပြင်ပအရာတစ်ခုကြောင့်ဖြစ်ပြီးတော့တမင်ဖြူအဖြူဖြစ်သွားတာပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်အရေးပြားထဲမှာရှိတဲ့ဒီmelanocyte လို့ခေါ်တဲ့ရောင်ခြည်ဆဲထုတ်တဲ့ဆဲလ်တွေပျက်စီးသွားလို့ဖြစ်တာပေါ့နော်ကျွန်တော်တို့မျိုးရိုးရှိရင်တော့ဖြစ်တာတော့မှန်တယ်တချို့ကမျိုးရိုးလည်းမရှိဘူးဒါပေမဲ့ဖြစ်လာတယ်ပေါ့နော်ဒါတွေကဘာကြောင့်ဖြစ်ရတာလဲပေါ့နော်အခုနောက်ပိုင်းဒီတွေးရှိချက်တွေမှာပါလဲဆိုတော့ကျွန်တော်တို့အပြင်မှာကျွန်တော်တို့နေ့တူကထိတွေ့တဲ့ပစ္စည်းတွေထဲမှာဒီလိုတမင်ဖြူလိုမျိုးဖြစ်စေတဲ့ chemicals တွေเนาะဒါတွေရှိတယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့အခုကျွန်တော်ကြည့်လိုက်တာဒီတမင်ဖြူသုတေသန foundation ပေါ့နော်အဲဒီကနေပြီးတော့ရှာတွေ့တာ chemical 3မျိုးရှာတွေ့သူကတမင်ဖြူဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်တော့လူတိုင်းတော့မဖြစ်နိုင်ဒါပေမဲ့ကိုရှိမှာတမင်ဖြူငကိုရဲရှိတယ်ဆိုရင်ဖြစ်နိုင်တယ်ဘို့မဟုတ်ကိုမျိုးရိုးမှာတမင်ဖြူရှိတဲ့သူတွေဆိုရင်ဒီ chemical နဲ့တွေ့ရင်ဖြစ်နိုင်တယ်ဘို့မဟုတ်မျိုးရိုးလည်းမရှိဘူးကိုနိုင်လည်းတမင်ဖြူမရှိဘူးဒါပေမဲ့ဒီလို chemical တွေနဲ့နေ့တူကနည်းနည်းထိတွေ့နေတယ်ဆိုလို့ရှိရင်လည်းတမင်ဖြူဖြစ်နိုင်တဲ့ chance ရှိတယ်နော်ပထမဆုံးတည်တဲ့ chemical ကိုရှောင်ရမယ့် chemical ပေါ့အဲ့ဒါကျတော့ PPD လို့ခေါ်တယ်ကျွန်တော်ဒါအရင်တုန်းကပြောပြဖို့လေဟိုများသောအားဖြင့်သူကဒီဘောနော်ကျွန်တော်တို့စိုးစေးတွေမှာပါတယ်ပေါ့နော်စိုးစေးတွေမှာဘယ်မှာအများဆုံးပါလဲဆိုတော့ကျွန်တော်ကြည့်လိုက်တော့အများဆုံးပါတာကသူကသပင်စိုးစေးပေါ့နော်သပင်စိုးစေးတွေမှာပါတယ်ကျွန်တော်ခဏတစ်ဖြုတ်သပင်အယောင်ပြောင်းတာပဲဖြစ်ဖြစ်ဒီအကြာကြီးသပင်အယောင်ပြောင်းတာပဲဖြစ်ဖြစ်အဲ့လိုသပင်စိုးစေးတွေမှာပါတယ်များသောအားဖြင့်သူကဒီအညိုရောင်တို့အမဲရောင်တို့သပင်စိုးစေးတွေထဲမှာ PPD ပါတယ်အကြောင်းရှင်းလေ PPD ဆိုတဲ့ဟာကပို့ပြီးတော့များလေးဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့ဆက်ဆက်လို့ကျွန်တော်တို့တွေးမိတာပေါ့နော်တခါတလေကျွန်တော်တို့ရှိခြေကမ်းမှာလာပြကြတဲ့ညတော့ဒီလူကြီးတွေသပင်ဖြူလို့ဆိုပြီးတော့ဒီသပင်စိုးစေးတွေတုံးကြတယ်ဟိုတမင်ဖြူငကိုကမရှိဘူးပေါ့နော်ဒါပေမဲ့ဒီစိုးစေးတွေနဲ့ထိတွေ့လို့လာတော့မပြောတတ်ဘူးပေါ့နော်ဒါတော့အတိအကျကြီးပြောလို့တော့မရဘူးဒါပေမဲ့မေးကြည့်လိုက်ရင်ဒီနှစ်ဖူးနဲ့ဒီဥယျာဉ်ပြားတွေမှာနှစ်ဖူးဆက်တွေမှာတမင်ဖြူတွေဖြစ်ကြတယ်ဟိုမေးလိုက်တော့ဒီစိုးစေးကတော့လူကြီးတွေတော်တော်များများတော့တုံးတယ်ဒါပေမဲ့တချို့လူမှာတော့ဘာမှမဖြစ်ဘူးဒါပေမဲ့တချို့ကြတော့ဒီစိုးစေးတွေတုံးတဲ့နေရာမှာအလွန်ကျွံတုံးတယ်ပေါ့တတ်မှတ်ထားတဲ့အတိုင်းမတုံးဥပမာသပင်စိုးစေးစိုးထားပြီးရင်15မိနစ်နေ short ဖြစ်ကြမယ်အဲ့လိုမဟုတ်ဘဲနဲ့တချို့လူနာတွေကပို့ပြီးတော့ဆွဲအောင်ဆိုပြီးတော့ဒီနိုင်ဝက်လောက်တချို့2နာရီ3နာရီလောက်စိုးစေးဒီတိုင်းပြစ်ထားလိုက်ပြီးမှကောင်းရှော့ဆိုတော့အဲ့လိုတော့မလုပ်တင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီစိုးစေးထဲမှာခုနပြောတဲ့ PPD အနေနဲ့အများပါနိုင်တယ်အဲ့ဒါကအရေးပြားဓာတ်မတည့်မှုကိုဖြစ်စေတယ်အဲ့ဒီအရေးပြားဓာတ်မတည့်မှုဖြစ်တဲ့အခါမှာပုံမှန်တမင်ပြူမျိုးရိုးမရှိဘူးတမင်ပြူဖြစ်ဖို့အခက်မရှိတဲ့လူကတော့အရေးပြားရောင်ရုံအရေးပြားရဲရုံရားရုံတော့ပဲဖြစ်မယ်တိုးတော့တမင်ပြူရှိတဲ့လူတမင်ပြူဖြစ်ဖို့အခက်ပါလာတဲ့လူဆိုလို့ရှိရင်အဲ့ဒီဓာတ်မတည့်တဲ့နေရာနှစ်ဖူးနဲ့ဥယျာဉ်ပြားထဲမှာတမင်ပြူဖြစ်နိုင်ပါတယ်ဒီ PPD ကနောက်ထပ်ဘယ်မှာပါလဲဆိုတော့ကျွန်တော်တို့ temporary tattoo တွေခဏတာခံတဲ့ tattoo တွေအလှပေါ့နော်ဒီပွဲတော်တွေပါတွေတွားတဲ့အချိန်အဲဒီလိုမျိုးမှာထိုးတဲ့ tattoo တွေသူကအမဲရောင်သို့မဟုတ်အညိုရောင်သို့မဟုတ်နီးညိုရောင် tattoo တွေရှိတယ်ဆိုတော့အဲ့ဒီ tattoo တွေမှာတဲ့ PPD ထည့်ပြီးတော့တုံးထားတယ်ဆိုလို့ရှိရင်လည်းခုနည်းလက်ခံပဲအရေးပြားဓာတ်မတည့်မှုအပြင်းထန်ဖြစ်တယ်တချို့လူတွေမှာဆိုတော့အဲ့ဒါလည်းခုနလိုဒီ tattoo တွေထဲမှာ PPD ပါတယ်အဲ့တော့ဓာတ်မတည့်တာဖြစ်နိုင်တယ်ကို့မှာတမင်ပြူဖြစ်ဖို့အခန်းပါလာရင်အဲ့ဒီ tattoo ထိုးထားတဲ့နေရာမှာတမင်ပြူဖြစ်သွားနိုင်တယ်နောက်ထပ်ဒီ PPD ပါတတ်တဲ့လူတွေအသုံးများတဲ့အထဲမှာပါတာကကြတော့ကျွန်တော်တို့ rubber နဲ့လုပ်ထားတဲ့သုံးဆောင်ပစ္စည်းတွေဥပမာကျွန်တော်တို့လက်မှာပတ်တဲ့ rubber band ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဖက်နက် rubber ဖက်နက်အဲ့ဒီအထဲမှာခုနပြောတဲ့ PPD ပါတယ်ဆိုလို့ရှိရင်ပမာဏအများကြီးပါနေတယ်ဆိုလို့ရှိရင်ကိုနေ့စဉ်ဒါကိုစီးနေတယ်ဒါကိုသုံးနေတယ်ဒီလိုလက်ပတ်ကိုပတ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီနာမှာဓာတ်မတည့်တာဖြစ်နိုင်တော့ခုနလိုပဲဓာတ်မတည့်တာဖြစ်ပြီးတော့ကိုကဒီတမင်ဖြူအခန်းပါလာတယ်ဆိုရင်အဲ့နာမှာတမင်ဖြူအကွက်ဖြူရောင်အကွက်ဖြစ်လာနိုင်တယ်နော်နောက်တစ်ခုကကြတော့ဒီကျွန်တော်တို့ leather ဘောနော် leather ဆိုတဲ့နေရာမှာတရေအစစ်မဟုတ်တရေတူဒါတွေကလည်းခုနပြောတဲ့ PPD တွေပါတယ်လို့ပြောတယ်ဥပမာကပတ်တို့ပါဘောနော်နောက်တစ်ခုကိုရဲ့8တို့နောက်တစ်ခုတချို့ leather jacket တွေဆိုတော့အဲ့ဒါတွေကဒီလိုမျိုးကိုနဲ့နေ့တူကထိနေတယ်ဆိုလို့ရှိရင်ဓာတ်မတည့်တာတွေဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့ဒီလို product တွေကိုဖြစ်နိုင်တော့တမင်ပြူလူနာတွေဟိုတက်နိုင်တယ်လို့မသုံးဖို့ပေါ့နော်တတိထားတဲ့နေပေါ့နော်
နောက်တစ်ခုကကျတော့အရေးပြား damage တာခဏခဏဖြစ်တဲ့လူတွေဆိုလို့ရှိရင်ဒီခုနပြောတဲ့ product တွေကိုသတိထားပြီးတော့သုံးသင့်တယ်ရိုးရိုးသူကဘာဖြစ်လို့လဲဆိုတော့ရိုးရိုးဒီအရေးပြားရောင်ရုံ damage ရုံဖြစ်နိုင်တယ်လို့ခက်မသိရင်သမင်ဖြူပါဖြစ်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီသပင်စီးဆိုးတာတော့ဘာလို့ဒီလိုမျိုးလုပ်မယ်ဆိုလို့ရှိရင်သူသဖြင့်သမင်ဖြူယောဂရှိတဲ့လူတို့မဟုတ်သမင်ဖြူယောဂမျိုးရှိတဲ့လူတွေဆိုလို့ရှိရင် PPD free ဖြစ်တဲ့အားမျိုးတို့မဟုတ်တဘာဝပေါ့နော် natural hair dye အဲ့လိုမျိုးတွေကိုအသုံးပြုတင်ပါတယ်ဗျာဒုတိယတည်တဲ့ chemical ပေါ့နော်ဓာတုဗေဒမျိုးစားကြတော့ကျွန်တော်တို့ mono benzone လို့ခေါ်တယ်သူကကြတော့ဘယ်မှာသုံးလဲဆိုလို့ရှိရင်သူကကျွန်တော်တို့အယောင်ချွတ်တဲ့နေရာမှာသုံးတယ်ကျွန်တော်တို့ဆေးပညာတွေအရေးပြားထုခုအရေးပြားဆရာဝန်တွေအနေနဲ့သူများနိုင်ငံတွေမှာဆိုလို့ရှိရင်တော့အရေးပြားဒီအယောင်ချွတ်တဲ့နေရာမှာလည်းသုံးတယ်သူကဆရာဝန်ညွှန်းပြီးတော့သုံးရတဲ့ဆေးမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒါကိုဘယ်လိုနေရာတွေမှာတွေ့ရလဲဆိုလို့ရှိရင် skin whitening သားဖြူအောင်လုပ်တဲ့လိင်စေးတွေပေါ့နော်အဲ့ဒါတွေမှာတချို့တော့ဒီ regulate မလုပ်တဲ့ဒီမတမာတဲ့ထုတ်တဲ့ထုတ်ကုန်လုပ်တဲ့ဒီ cosmetic ဒီထဲမှာဟိုအနည်းနဲ့များပါနိုင်တယ်ပေါ့နော်သူကဘာဆိုးရွားလဲဆိုလို့ရှိရင်သူကဒီအရေးပြားဖြူတာရိုးရိုးတန်းတန်းဖြူတာမဟုတ်ဘူးဒီအဲ့ဒါကသူကဒီခုနပြောတဲ့ skin cell ထဲမှာရှိတဲ့ melanocyte သူကတခါတည်းတက်ပြစ်တယ်သူကခဏပဲဟိုအဖြူအညိုဓာတ်ကိုတားဆီးရမှာဟုတ်ပဲねဒီအညိုဆဲကိုတခါတည်းတက်ပြစ်တယ်အဲ့ဒါကြောင့်မလို့တချို့တော့ဒီ regulated မလုပ်တာတဲ့ဟို data FDA approved data မလုပ်တာတဲ့ဒီ cosmetic product တွေကိုမသိတဲ့ source ကနေလာတဲ့ cosmetic product တွေအထူးသဖြင့်တော့ဒီအသားဖြူစေးလိမ်စေး lotion ဒါတွေဟိုသတိထားဖို့လိုအပ်တယ်အဲ့ဒါကြောင့်မလို့တမင်ဖြူရှိတဲ့လူတွေဆိုလို့ရှိရင်ဖြစ်နိုင်တော့ကျွန်တော် advice ပေးတယ်ဖြစ်နိုင်သားဖြူစေးတယ်ဆိုတော့လိမ်စေးတွေ cream တွေဒါတွေကို skin care အနေနဲ့မသုံးဖို့အများ advice ပေးတယ်ပြီးတော့တမင်ဖြူဒီရိုးရှိတဲ့လူသို့မဟုတ်တခြားဘာယောဂမှမရှိဘူးပေါ့တမင်ဖြူမရှိတဲ့လူတွေလည်းဒီလိုမျိုးမိုနိုဘန်ဇုံတွေပါမပါဒီကိုလိမ့်မဲ့ဒီအသားဖြူစေးဆိုတဲ့ဟာမျိုးတွေမှာပါမပါဒီ product ပါမပါ product ရဲ့ content တွေကိုတခြားကြည့်တယ်ဘာလို့လဲဆိုတော့သူကတစ်ခါဒီဟာပါလာလို့ကိုယ့်အရေးပြားမှာအဖြူကွက်ဖြစ်သွားပြီဆိုလို့ရှိရင်အယောင်ပြန်ပြောင်းဖို့မလွယ်တော့ဘူးတမင်ဖြူကွက်လို့ပဲသူကအဖြူကြီးဖြစ်သွားမယ်တမင်ဖြူရှိရင်ပိုဆိုးစေတယ်เนาะဒါတတိထားတင်ပါတယ်အဲ့ဒါဟိုလေကျွန်တော်ဂျုံဘူးတွေကျွန်တော်လူနာတယောက်လာပြသူကတော့တန်ငယ်ပါတယ်မျိုးသမီးပေါ့နော်သူကအဓိကတော့ဝက်ချန်အမဲဆက်တွေဖြစ်လို့အမဲဆက်ရောက်တဲ့စီတုံးလိုက်တာပေါ့နော်တုံးလိုက်ပြီးတော့မျက်နှာရောင်သွားတာပေါ့နော်မျက်နှာတစ်ဖက်ကရောင်သွားတယ်ပြီးလည်းပြီးတော့အဲ့ဒီမှာတော့ဖြူကွက်ကြီးဖြစ်သွားတာပေါ့နော်အဲကျွန်တော်လာပြတဲ့အချိန်မှာတော့ဒီဟာကဟိုကြည့်လိုက်တော့ဒီမှာတော်တော်ဟိုတမင်ဖြူကွက်လို့ဖြူသွားပြီးပြီးတော့ဘေးကိုလည်းပြန်သွားတယ်နော်ဒီထိတဲ့နေရာအပြင်တခြားနေရာနေရွက်တို့ဘာလို့ဒီလိုနေရာထိဟိုကပြန်သွားတာတွေ့ရတယ်ဆိုတော့အဲ့လိုမျိုးအဖြူကွက်ကြီးဖြစ်သွားတယ်ကျွန်တော်တို့တမင်ဖြူယောဂကိုကုတော်ပဲပြန်ပြီးတော့ကုလိုက်တယ်ပေါ့နော်ကျွန်တော်တော်တော်ကြာကုလိုက်ရတယ်တစ်နှစ်ခွဲနှစ်နှစ်လောက်လုပ်လိုက်ရတယ်အကုန်လုံးတော့ပြန်ကောင်းသွားတယ်ပေါ့နော်တတိယတစ်ခုကတော့ PTBP လို့ခေါ်တယ် para tertiary butane phenol ပေါ့နော်အဲ့ဒီ chemical ပေါ့ဗျာဒီ chemical ပါတဲ့ product တွေသုံးလို့ရှိရင်လည်းခုနပြောလို့အဖြူကွက်တွေဖြစ်နိုင်တယ်အရေးပြားဓာတ်မတည့်မှုအကြီးအကျယ်ဖြစ်နိုင်တယ်ညာတော့အပြင်ဒီ product ကကြတော့နေ့စဉ်သုံးတွေထဲမှာတိတ်တော့မရှိဘူးသူကကြတော့ဒီ industry ပေါ့ဒီဟာနဲ့ပတ်သက်လို့လုပ်ငန်းလုပ်နေအထူးသဖြင့်ဒီတာယာပေါ့နော်ခုနပြောတဲ့အတိုင်းပဲတာယာတို့ဒီ rubber တို့ဒီကျွန်တော်တို့ leather တို့အဲ့ဒီမှာထုတ်လုပ်တဲ့စက်ရုံတွေမှာအလုပ်လုပ်တဲ့လူတွေဒါနေတဲ့သူကဒါတွေနဲ့ထိတွေ့နေပြီပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ insecticide တွေပေါ့နော်ပိုးသက်စေနော်ဒီ layer လုပ်ငန်းတွေမှာလုပ်ကိုင်တဲ့လူပိုးသက်စေအဲ့ဒီဟာတွေထဲမှာဒီကျွန်တော်တို့ဒီ PT ဆိုတာပါနိုင်အဲ့တော့အဲ့ဒါနေတဲ့သူကနည်းနည်းနဲ့ထိနေဆိုလို့ရှိရင်ခုနပြောလို့အရေးပြားမှာကျွန်တော်တို့ရာရံမှုတွေအရေးပြားတက်မတက်မှုတွေဖြစ်နိုင်တယ်။တမင်ဖြူရှိတဲ့သူဆိုရင်ဒါတွေနဲ့တွေ့ရင်ပိုဆိုးနိုင်တယ်ပိုဖြူလာနိုင်တယ်။ကြည့်ပြီးအခုမှတမင်ဖြူဖြစ်တဲ့အခန်းပါလာတယ်ဆိုရင်တော့ဒါတွေနဲ့ထိတွေ့တာများတဲ့အခါတမင်ဖြူဖြစ်နိုင်ပါတယ်။ဟိုဒါနဲ့ပတ်သက်လို့လည်းကျွန်တော်ကြုံဘူးတယ်တမင်ဖြူလူနာတယောက်ပေါ့နော်ကျွန်တော်နဲ့သူကနေရလာပြတာပေါ့နော်။သူကလက်တွေမှာဖြစ်တယ်တမင်ဖြူကဆိုတော့သူ့မေးကြည့်တယ်ပေါ့နော်။ဘာလှုပ်လဲဆိုတော့သူကဒီလေယာပေါ့နော်လေယာလှုပ်တာပေါ့နော်လဲလှုပ်တာ။ဆိုတော့မေးကြည့်တော့သူဒီခုနပြောတဲ့insecticide တွေပိုးသက်စေးတွေဖြန်းရတာတွေနီယောစာဖြန်းရတာအဲ့ဒါတွေလုပ်တယ်တခါတလေလဲဒါတွေကထိမိတယ်ဒါပေမဲ့မထိမိတော့ဒါတွေအပေါ်ဖြန်းတာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒီ chemical တွေကကိုယ်ခန္ဓာပေါ်မှာလာကတ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးဟိုလုပ်ငန်းပေါ့နော် layer လုပ်ငန်းမှာလုပ်နေတဲ့သူတွေဆိုလို့ရှိရင်တော့ဖြစ်နိုင်တော့ cover လုပ်ပြီးတော့လုပ်ပါလက်တွေမျက်နှာတွေလည်းပြီးနေတာယူတည်ချ cover လုပ်ပြီးတော့လုပ်တင်ပါတယ်ဘာပြောချင်တာလဲဆိုတော့
ကိုကတမင်ဖြူမရှိဘူးဆိုလို့ရှိရင်တော့မှဒီလို chemical တွေပါတဲ့ဟာတွေကိုမသိဘဲနဲ့နေ့တူကအသုံးပြုနေတယ်လို့မဟုတ်နေ့တိုင်းမဟုတ်ရင်တော့မှအခက်မသိတစ်ချိန်တစ်ခါလောက်ထိတွေ့မိအောင်လေဒီထဲမှာပါတဲ့ chemical ကအင်မတန်ပြင်းထန်နေတယ်ဆိုလို့ရှိရင်အခုရှိမှလည်းတမင်ဖြူဖြစ်ဖို့မျိုးရိုးပါလာတယ်ဆိုရင်ဒီလိုအဖြူခွက်တွေတမင်ဖြူဖြစ်သွားတဲ့အထိဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့ဟိုနေ့စဉ်သုံးပြုမဲ့ပစ္စည်းပဲဖြစ်ဖြစ်ဟိုအသစ်ပြောင်းသုံးမဲ့ cosmetic တွေပဲဖြစ်ဖြစ်စပင်ဆိုးစေးတွေပဲဖြစ်ဖြစ်ဒါတွေကိုတတိထားပြီးတော့အသုံးပြုဖို့အတွက်ကျွန်တော်တတိပေးရင်းနဲ့ဒါလေးကိုပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်